မင်္ဂလာပါကျွန်တော်ဖတ်ပြပေးမှာတော့ကျွန်တော်နဲ့သူမအစားစုများတွေကရရီယာဆိုရဲ့အစားစုလေးကိုဖတ်ပြပေးပါမယ်ခင်ဗျရရီယာကြည်စံမအောင်ကျွန်တော်ရှိရမျိုးသမီးလေးဘယ်လောက်လှလိုက်တယ်လဲပင်မမပတ်ခဏကိုလေးနဲ့လိုက်ပတ်အောင်တွက်လက်ပေါ့ပါစွာနဲ့သူမလက်ဆောင်ကလေထဲမှာဝှေ့ရနေလိုက်ပုံများလေတိုက်လို့ဝဲနေတဲ့ကိုင်းမင်ကျူးအနှုတ်လေးအတိုင်းပဲလက်တစ်ဖက်ကပန်းနေစုကန်ပြီးပန်းဝဲကိုထိုးထည့်နေတယ်ကြံတစ်ဖက်နဲ့ရေခွက်ကိုလည်းလှမ်းယူနေလေရဲ့ဒီနေ့မှဖះဘုတ်ကတနင်္လာဂျိုတော့ကလည်းသူမနဲ့အတူရှိနေလို့လားမသိပြီးပြေးစုံနေတယ်လို့ကျွန်တော်ကတော့ပန်းလဲနေတဲ့သူမကိုတစ်စိစိထိုင်ကြည့်ပြီးငေးနေတာပေါ့လေဒီလိုကုသကံကောင်းမှုအရေးကျွန်တော်တညလုံးဖះရှိကိုကြော့ပြီးဆွတောင်းထားလိုက်ရတာအခုမှပြည့်တာပေါ့သူမကဖြူအောင်ဆွဲတာလက်ရှိကိုဝတ်ထားကကာကီအောင်ချိတ်တမိလေးနဲ့ဖြစ်သည်တခြားမျိုးသမီးများကဲ့သို့ခန္ဓာကိုယ်ကောက်ကြောင်ပေါ်လာသူမဟုတ်တော့လေကျွန်တော်စိတ်ထဲမှာတော့တခြားမိန်းကလေးများထက်အဆမတန်ပိုထင်ပေါ်နေသည်။အော်ကိုကချစ်ရသူဆိုတော့လေဒီလိုပဲတွေးမိမှာပေါ့။ကိုငချင်းကိုချင်တာကထုံးစံဖြစ်နေတာကိုသူမလည်းပင်ငယ်တော့မလို့28နှစ်ဆိုတဲ့အရွယ်ရလဲမကြခင်အပြူဟန်းကြီးဖြစ်ဖို့ကန်းကူးနေတဲ့ရွယ်မဟုတ်လားဗျ။သူမကတော့ပြောပါလေ။အိမ်တော်ကြရင်ကြနေမဲအိမ်ကြမှာတဲ့။ငါကတော့အပြူကြီးပဲလုံးမှာပါတဲ့။ဒီလိုကြီးတော့လေကျွန်တော်ဖြစ်မခံနိုင်ပါဘူး။ကိုချစ်ရတဲ့လူတယောက်မပြည့်မစုံတဲ့လောကကြီးထဲမှာအထီးကျန်တယောက်တည်းအပြိုကြီးလို့ကြင်ခဲ့ရမှာမဖြစ်စီလို့ပေါ့လေ။သူမပန်းကပ်ပြီးနောက်ကျွန်တော်နားလက်ထိုင်းသည်အသင့်ထောင်ထားသောတက်စိတ်ဖျောင်းနိုင်များကလည်းတဖြည်းဖြည်းလောင်ကျွမ်းနေလိမ့်ဖြစ်ကာဖျောင်းနိုင်28တိုင်အလယ်မှတစ်သားတိုင်လေးများအားကိုးဖြင့်မိရအစွမ်းကုန်လောင်ကျွမ်းနေသည်သူမကကျွန်တော်အားပြုံးယူကြည့်သည်ကျွန်တော်လည်းအလိုက်တင်ပြန်ပြုံးပြလိုက်ကဖျားရှိကိုကျရင်အသင့်ပြင်လိုက်သည်ဒီကနေ့တော့ရေရီယာချေဖို့ဖျားရောက်လာသည့်အတွက်သူမရံမဖြစ်ချင်အတူသည်ခက်တိတိအရွက်တိုက်သောစကားများတခွန်းတလီတော်မကြားရသည်ဖျားရှိကိုပြီးအမြောက်ဝေကဦးသိန်းရင်ချ၍ဖျားရှိကိုချင်းကိုအဆုံးသတ်လိုက်သည်ကျွန်တော်ကဘေးမှာအသာထိုင်ချလိုက်ကပရိတ်ရွံ့ပြင်းနေသောသူမကိုအသင့်ထိုင်ဆောင်နေသည်ဘေးဆောင်နေပြင်မြင်နေရတော့လေကြီးကျယ်ခမ်းနားသောသူမ၏အလှကူကဖုံးမထားနိုင်ရှာကျေပြန့်သောနှစ်ဖူးပေါ်အောင်အနောက်ကိုစုစည်းထားသောပကုံးကျော်ဆန်တွေတို့ကလေအဝိမှရိမ့်နှွေနေကြသည်ပါးတွင်ကွက်ထားသောပကွက်ကြားပပလေးအောင်မှဝက်ချံဖို့အနှဲငယ်သည်လည်းနီဝါရောင်သွေးကြောတို့ဖြာရှက်လျက်ရှိသည်ဖြောက်ဆင်းနေသောနှာတန်းအောင်မှတရားစာရွနေသောနှကန်းတစုံသည်လှုပ်တိလှုပ်လက်တရွရွဖြစ်နေသည်ကျွန်တော်ကလားထုံးစံတိုင်းမို့သူမနာရှင်မနာချင်မကိုင်အောင်ပြုစုဆောက်ရှောက်ကအနားမှာခစားရတာပေါ့ဥစ္စာဆောက်တဲ့နဘလူးလိုပါပဲကျွန်တော်ချစ်ရတဲ့သူမရဲ့ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းလေးတောင်မှလီတိုက်လို့အပုံးမခံနိုင်ဘူးလေခုလိုတူလာရဖို့အရေးညအကြောင်းလေးဆက်ဆက်မိလို့စဉ်းစားပြီးခေါင်းလေးပေါ်လာတာတွေးမိတယ်ညဘလို့ဖြစ်လဲဆိုတော့မီးပြတ်နေလို့ကျွန်တော်အဲ့ရတဲ့စောစီတော်ဝင်ခဲ့သည်ဒေတာနဲ့ဝယ်သုံးသောဖုန်းလေးကိုမကြခဏထုတ်ကြည့်ပြီးလိုင်းပေါ်တက်လိုက်စင်လိုက်နဲ့ကတားမငိမ့်ကျွန်တော်ပြည်ပနေပြန်လာတာတလားပြေးခဲ့ပြီဖြစ်ကသူမကခုဒီအဆက်အသွယ်မလုပ်ရသေးဘူးလေကျွန်တော်နဲ့ပတ်သက်ပြီးသူမဘလို့အမြင်ရှိမလဲမခံမနိုင်တာကြောင့်ကျွန်တော်အတိမပေးရခြင်းဖြစ်သည်ယခုလဲသူမ၏အကောက်လေးကမီးစိမ့်နေသည်စာရေးဖို့ကလည်းမွေ့မရဲဖုံးပြောဖို့ကလည်းခက်လန့်လန့်မှုဒီတိုင်းသာဖုံးပေးလိုက်ပြီးကြိတ်မိနေလိုက်ရသည်ရုတ်တရက်ကတင်ဆိုတော့စာဖို့တန်ကိုကြားလိုက်ရတော့ကြောင့်ကျွန်တော်စက်ကနေတုံသွားသည်ဘသူများပါလဲကိုလည်းတွေးကဖုန်းကိုကြည့်မိလိုက်တော့ဟိုင်းနေပြန်ပြီလားဆိုသည်သူမ၏စာတိုလေးတစ်ကြောင်းကျွန်တော်ထကုန်မိမတဝမ်းသာသည်ထိုအချိန်မှစ၍စာပြန်လည်ပို့ကြရင်သူမနဲ့ကျွန်တော်ညနေဘက်ဘီယာတောက်ရန်ချိန်လိုက်ကြသည်စာထဲမှာကတော့စိတ်ညစ်နေတယ်ဘီယာဝယ်တိုက်ပါတဲ့။ဩသူဘာများဖြစ်ပါလဲဟုကျွန်တော်စိတ်ထဲဝမ်းနေတော့ရသည်။စင်ကပြန်လည်စာပို့ကြရင်မနက်6နာရီဖျားသွားကရရချေရမယ့်အကြောင်းပါလာသည်ကျွန်တော်ဒီလဲထိုအချိန်မှစမနေနိုင်တော့ပြီ။အင်္ဂါသားသမီးများ၏အမူကျင့်တိုင်းမတွေ့ရင်နေတွေ့လင်ချွေးနေတတ်သည့်လူမျိုးဖြစ်သောကြောင့်မနက်6နာရီဖျားသို့ဒူလိုက်ရန်ပူဇာရတော်သည်ခတ်တာကဘာနဲ့သွားကြမလဲဆိုတာပြဿနာဖြစ်နေသည်ယခု3ချိန်မြောက်ရေရီယာမတိုင်ခင်ကသူမတဦးတည်းသာဖြစ်သောကြောင့်လွယ်လင်းတကူဆိုင်ငယ်ကယ်ရီငှားသွားလိုက်ရုံသာကျွန်တော်ကပါဆိုင်ငယ်ကယ်ရီငှား၍သူတစည်းကိုတစည်းဆိုရင်သူမနဲ့အတူမဟုတ်၍မဖြစ်တဲ့မဖြစ်တိုက်သည်သူမကပြောရင်းစိတ်မရှိလာဟန်ဖြင့်နေခဲ့တော့ဟာဟုလှုပ်ပြန်သည်နောက်ဆုံးတော့ကျွန်တော်ကောင်းတဲ့အကြံတစ်ခုပေါ်လာပြီးအိုးဝင်နေလာခဲ့မည်ဟုအမပန်းနေခံလိုက်မိသည်ကျွန်တော်၏အကြံဉာဏ်ကိုသူမကြားတော့အခါဟဲ့မနက်6နာရီနော်နင့်ဦးရခေါ်လို့ရပါမလားဆိုလေသည်ကျွန်တော်ကလူတက်ကြည့်တော့ပြီးငါတို့ပိုင်းနေရပါဟာခေါ်လို့ရပါတယ်
ငါတပည့်တောင်ဖြစ်နေပြီဟုထက်ဆင့်လေလုံးထွက်လိုက်သည်သူမနဲ့ပြောဆိုပြီးဖုံးချသွားကမှမျက်ဖြူဆက်ရတော့သည်ဦးဝီသမားလေးကလည်းတခါသာစီးပူးသည့်မြန်မာတမ်းမိုံကောင်းလေးမနေ့6နိုင်မှဖုံးဆက်ခေါ်နေလေသူများကအိတ်နေလားမသိဘာလားမသိဆိုတော့ယခုမှဖုံးဆက်မယ်ဆိုရင်လည်းညနေလို့တနိုင်တော့ကြော်နေလေပြီကျွန်တော်မှမြောက်တစ်ကိုင်းလွတ်တည်တဲ့ဆို၍မြောက်မိရဲ့ပင်ကိုင်းမိလေပြီနောက်ဆုံးဘလို့မှမတတ်နိုင်တော့တထားယူလေမနဲ့အိုးဝေဖြစ်လက်ကြိုပါမီပြောပြီးဆိုပြီးဖြစ်နေတော့ကြောင့်စွတ်တာအိုးဝေမှာရပြီးတော့မီသို့တော့ဖုန်းတော့မဆက်ရဲကြည်ညလည်းတော့နဲ့နေပြီဖြစ်၍စာတိုလေးတစ်ကြောင်းသာပို့ထားလိုက်ရတော့သည်ဒီနေ့ကိုကြီးပါမနေ့6နိုင်လောက်အားလားဖះသွားခြင်းလို့ဟူ၍ဖြစ်လေသည်စာအုပ်တွေ့ရတွေ့ပါမလားမသိကြမနေ့ရောက်မှအစင်သင်းမဖြစ်လေတော့ပြဿနာတက်ပြီဖြစ်သည်သို့တော့မတက်နိုင်တော့ကံကြမ္မာမျက်နှာသာပေးဖို့အရေးဖះတာနာနာရှိခိုးပြီးစုများလည်းအစမတန်တောင်းကအိပ်ရဝင်ခဲ့ရတော့သည်နောက်နေ့မနက်တွင်ကျွန်တော်မနက်9နိုင်ခွဲနိုးလာခဲ့သည်ဖုန်းအလန်းမိတန်ကိုပိတ်ကမျက်နှာတရံအတွက်အိပ်ရထဲမှာခြေဖော့နင်းပြီးထွက်လာခဲ့သည်အမေကတော့ငှက်သားလေးစောစီဘာထားလို့တာပါလဲဟုတွေးကောင်းတွေးနေပြီလိမ့်မည်တွေးနေတော့မရေမိသားပြောကမှတော့တုံဆင်းရတာဟုကိုကြိတ်ရင်ဥမြူးနေတော့သည်အင်ကြီးဝစားလက်ကပြင်းပြီးဆင်ပြီးမှခြံတကားဖွင့်ရန်အိမ်ခြံဝါသို့ဆင်းလာခဲ့သည်6နိုင်ရထိုးနေလေပြီအိုးကားသမားလေးရတယ်လီဗန်နင်းတန်တွေတော့မကြရသေးချေဝေလီဝေလင်းဖြစ်သောကြောင့်ခဝဝအလင်းရအောင်တွင်ပဲပြုတ်သည်မူပုံးသည်ပန်းသိမ်များကစီကာကြီးကတန်းစီ၍အင်းရှိမှဖျက်လျှောက်ကအော်ဟိတ်စေအောင်သွားကြသည်ကျွန်တော်ကားဆရာကတော့အိတ်မြအိပ်ပျော်နေလားမသိနောက်ဆုံးမတက်တာတော့ဤဖုံးသာခေါ်လိုက်ရတော့ဤတော်ပါသေးရဲ့ငတိကအိတ်ရထားရဲ့ကော်ဖီတောက်နေသူဆိုဤကျွန်တော်လည်းခက်ခက်ရရလေးတန်မျိုးဖြစ်9မိနစ်တွင်လက်ကြိုးပါရင်ဆော့အော်ရတော့သည်ဥဝေသမားနဲ့ဖုံပြောပြီးနောက်ဒါတာကြီးစီဖုံးဆက်ရပြန်သည်ဟယ်လိုလို့စခေါ်လိုက်ကြတဲ့ကနင်ဘေးရောက်နေပြီလေမလာသေးဘူးလားမလာသေးငါဘာသာသွားတော့မယ်နော်ဟုသူမိုင်းစကားသံများကိုအရှိန်နှုံးပြကြားရလေတော့သည်ကျွန်တော်လည်းလမ်းမရောက်နေပြီခဏနေနင့်လမ်းထိပ်အုပ်ခုံလာရောက်တော့မယ်ဟုရှူရတော့၏အချမ်းမီအိုးဝေရောက်လာ၍အမေကိုအကျိုးကြောင့်ပြောပြကထွက်လာခဲ့ရသည်အမေကတော့စောင်းနီးချုံလျက်အိတ်ချင်မူတူဖြစ်နေလျက်မှခေါင်းလန်းညှိရှာသည်သူမ၏အိမ်နေမလန်းကန်းနေရှိသောလမ်းထိပ်အုပ်ခုံပေးတွင်အိုးဝေကိုရက်ဆောက်စေသည်သူမကိုဖုံးလန်းဆက်၍ရောက်ရှိနေပြီဖြစ်ကြောင်းထပ်လောင်းအသိပေးရပြန်၏ညမကြမီပါပင်ပိမင်းတူတဲ့ခန္ဓာကိုယ်လေးတစ်ခုကကျွန်တော်တို့စီသို့ရှိရှုလာကပီဝူဒဝါမှတဖြည်းဖြည်းထင်သာလာသည်ဦးကြီးနွေးတဲ့ကောင်းစော့ထမိန်ချိတ်အမဲအောင်လေးလက်ကအိတ်တလုံးတွေကလက်ထဲမှာကြွကြွတလုံးကိုဆွဲထားသည်သူမ၏အနောက်မှပုံသဏ္ဍာန်မြောက်များစွာတို့ကိုကျွန်တော်သိချမမြင်ရသူမ၏ဘေးနှစ်ဖက်တွင်လည်းလူရှင်းတွေကရှေ့တက်မှအိုးဝေပေါ်တွင်ကျွန်တော်သာရှိသည်အရံများရှင်းနေလားမသိကျွန်တော်၏အမြင်အာရုံတို့သည်ဖြောင့်မတ်သောမြင်းကြောင်ကဲ့သို့သူမတဦးတည်းစီသာဥတီမြင်ကွင်းထဲတွင်ထင်ရှားပြတ်သားနေသောသူမသည်ကျွန်တော်၏အရာခတ်သိမ်းကင်းချင်းစီသူသာဖြစ်တော့၏မမြင်ရတာကြားလေပြီသူမ၏ထို့သူငါတို့မချစ်ရတာကြားလေပြီပေါ့စိတ်ထဲမှာစကားများထောင်သောမကရေရွနေမိတော်လေကျွန်တော်၏သွားများကအရေးဘက်ကနှကန်းတောက်စုံနှစ်ဖက်ကနားသို့ပင်တက်ချိတ်ပြီးတော့မည်ခက်လန်းလန်းသို့ရောက်၍တယောက်ကိုတယောက်ကြည့်မိသောအခါနှစ်ဦးသားသဘောကျချီမိုးမိကြသည်၄နှစ်တာဝေးကွာခဲ့ပြီးနောက်မှပြန်တွေ့ရခြင်းဖြစ်တော်လေကျွန်တော်တို့နှစ်ယောက်၏ဆက်ဆံရေးကရှိုးတုရှမ်းရပြစ်မနေခဲ့သူမ23နှစ်တုန်းကအလှနဲ့ယခု29နှစ်ကအလှသည်အနည်းငယ်သာပြောင်းလဲသွားသည်ကျွန်တော်ထင်မြင်ယူဆသည်ပြည့်တင်းသောပါမှုနှစ်ဖက်ကယခုမှအနှဲငယ်ရော့ရဲနေပြီးဝင့်ကြွားနေသောကိုဟန်တို့ကအနှဲငယ်ပိန်ပါတော့ကရင်းချက်တည်ငြိမ်သောအလှတရားကိုဆောင်သည်တခြားယောက်ျားတဦးကသူမ၏အလှကိုတွေ့မြင်ခံစားနိုင်မည်မဟုတ်သောကြောင့်အလွန်တရာချောမလှပသောအမျိုးသမီးဟုကျွန်တော်ကဆိုရင်သူတို့လက်ခံကြလိမ့်မည်မဟုတ်သို့သောကျွန်တော်နှလုံးသားထဲမှာတော့သူမကအစိမ်မြဲလှလျက်သာရှိ၏တတိုင်းကျွတ်ကျွတ်ပြီးဟိုဘက်ကတက်ကျွန်တော်ကအိုးဝေကြီးတစ်ဖက်ချမ်းကိုမင်းငေါပြကသူမလက်ထဲမှာအိတ်ကိုလှမ်းယူသည်ရေတံဘူးကွန်အလွတ်လုံးစိမ့်နှုတ်ရောင်တစ်ခါသုံးပလတ်စတစ်ခွက်များကအခွက်30ခန်းရှိမိထို့နောက်ဘိုလုံးရီပေါ်ထည့်ထားသောဘူးလေးတစ်ခုလည်းပါသည်သူမကအေးဒါဟဲ့ကျွန်တော်ကိုပြောသလိုနဲ့သူ့ဘာသာရွရွသလိုဆိုသည်ကျွန်တော်ကလည်းနေ့မှနှွေးတယ်ပါပါတယ်ဟာငါ့ကိုလည်းအားနာပါအောင်ကျွန်တော်မှနှွေးတယ်ပါမလားအင်ကြီးလက်ရှိကိုသာကျေသီးတက်ထားဝတ်ထားခြင်းဖြစ်သည်ဒီလိုပြောတော့သူမကသဘောကျသွားရှိသည်နီးစက်မောင်ရေရချူရီဆိုတော့နင်ကဘယ်တော့မှရေဖေးရင်ရေရယုံသွားတာတော့သူမကြောင့်သိနေတော့ကျွန်တော်၏အမေကြောင့်သူမမျက်စောင်းလေးထိုးကရီကြီးကျဲလှုပ်နေသည်ဒီလိုပဲပေါ့ဟဲ့ယုံနေလည်းမဟုတ်ပါတငယ်ချင်းရေရှာရှိတော့တက်လက်မိတယ်အဲ့တော့ဘာပြောလိုက်လို့လဲကန်ဆာညက်နေလို့ဘာလို့ဟုတ်လဲဘေးရင်ဆရာအများစုလုံးတက်ကြသောပုံစံမျိုးသာဖြစ်ပြီးရေရချီကန်ကြသည်ကတော့ရိုးရမပြတ်ထုံးစံသာဖြစ်နေတော့ကြောင့်ကျွန်တော်ကြိုပြောလိုက်ခြင်းဖြစ်သည်စကားထောက်ပေးလိုက်တော့ခါသူမအာပေါင်အာရင်တန်တန်ဖြင့်အကွက်စစ်ပြောလေတော့၏မေးတဲ့သူရှိမှတော့လေ
ဖြေရသူရှိရမယ်တဘောငါဂျပန်တော့ဖို့လုပ်နေကြပြီလေနေသိတယ်မလားအဲ့ဒါမှတော့အောင်ကြံ့ကြံ့နေအောင်လှုပ်ထားတာတဲ့ဟုတ်တော်လေဟုတ်မင်းဟာတော့ရကန်ဒီမှာကိုဗစ်နဲ့ကိုစင်းနဲ့ထပြတာလေအဲ့ဒါကြောင့်နင်းရလေဟာကိုဗစ်ကိုစင်းနင်းတယောက်တည်းခံရတာမှမဟုတ်တာအကုန်လုံးဖြစ်ကြတယ်ဟာကျွန်တော်စကားကသူမကိုစုတလို့ငေါ့တလို့ဖြစ်သွားတော့ကြောင့်သူမမျက်နှာမကြည့်တော့တော်ပြီမပြောတော့ဘူးထားလို့သည်ကျွန်တော်ဆက်ဖြစ်ဖြစ်လှုပ်လိုက်ပြီးမနေချော့ပြောရသည်အဲ့ဒါဘေးရင်ဆရာမလည်းငေါ့အမြင်ကတ်နေလားမသိပါဘူး9ချိန်အောင်ညရီကချီရမယ်တဲ့ကျွန်တော်အံ့ဩသွားမိသည်ပုံမှန်ဆိုတစ်ချိန်သို့မဟုတ်3ချိန်သာရှိသည်ဘယ်နဲ့သူ့ကြမှာ9ချိန်အောင်ချီရတယ်လို့ဘေးရင်ဆရာမကိုစိတ်ထဲမှာမြတ်တာပူမိနင့်ဟာလည်းများတာဟာအခုကဘယ်နှချိန်လဲ3ချိန်လေနှခါလှုပ်ပြီးဖះမတွားနိုင်အောင်ဂုံးပေါ်ရေးမောင်းသူမကျွန်တော်ပြောနေရင်မှအဝိသမားကိုလှမ်းပြောလိုက်ခြင်းဖြစ်သည်ဘဲကိုလဲဟာငါရည်ရချီရမိတ်ရွက်ကြီးကြံသေးတယ်ဆွေလိုရက်ခန်းကိုတပီအဲ့ဒါကြီးကြံသေးတယ်ကျန်နေရတော့ဆုံးပြီတော်တော်လက်လက်စကားများပြောနေတော့သူမကိုကျွန်တော်သဘောကျတာကြည်မိသည်ဒီမျိုးသမီးလေးကကျွန်တော်ရဲ့စိတ်ကိုလွှမ်းမိုးထားခဲ့သည်မှာဆယ်စုနှစ်များပဲမနေတော့သို့တော့ငမိုက်သားကျွန်တော်ကြောက်တာကံကြမ္မာဖော်မလိုက်ပဲပေါ်ကြီးပြောက်ကြီးဖြစ်နေတော့သည်ယခုတစ်ချိန်ကတော့ပေါ်ရမယ့်အလှည့်ဖြစ်မိထင်ဘယ်ချိန်ပြန်ပြောက်ကသွားလိမ့်မလဲကျွန်တော်မသိချေသူမရဲ့ခြေစခေါင်းဆုံးကိုနူးညံ့သောမျက်လွှာတစ်စုံဖြင့်ကျွန်တော်ရှာဖွေကြည့်နေမိသည်ခြေညို့ကခြေမတတ်လျှော်ကရှေ့လိုနေသည်ဖြင့်ကျွန်တော်ပြောလို့ရှိသည့်ယောက်ျားသားပေါ်ဩဇာရှိသည့်မိမမျိုးပေးသည်ထိုမှတစ်ဆင့်သူမလက်တစ်စုံကိုကြည့်မိလိုက်သည်သူမ၏ညာဘက်လက်ကောက်ဝတ်တွင်ဆရာတော်ဘုရားပေးထားသည်ဆိုသည့်အချီကျိုးအနီအဝါတို့ဖြင့်ပြုလုပ်ထားသောလက်ပတ်3လေးစုံရှိသည်ဒါလေးကလည်းသူမပတ်ထားသည်မှာကြာလာပေပြီဘာရတော့မဟုတ်အဆောင်သဘောမျိုးဖြစ်ပေလိမ့်မည်တချို့အချီကွင်းများထဲတွင်ပတိလုံးပုံစံအဖြစ်အောင်တီးလေးများပါသည်လက်ကောက်ဝတ်ကိုဖမ်းဆုပ်ကကျွန်တော်၏လက်မလက်ညှိုးတို့နှင့်အဝိုင်းလေးပုံစံလုပ်ပြီးတိုင်းတာကြည့်သည်ကျွန်တော်ဝိုင်းထားသောလက်မလက်ညှိုးအဝိုင်းထဲတွင်သူမ၏လက်ကောက်ဝတ်ကတတ်တာထောင်ကြည့်စွာဖြင့်လှည့်ပတ်နိုင်ပိန်သွားရတာအပိန်မဟုတ်ဟာဒီတိုင်းပါပဲသူမကျွန်တော်ပြန်ကြည့်ကရီကျဲကျဲလုံနေသည်လက်ရည်စက်ရရှိလာတော့ကျွန်တော်အပြုတ်မှုကိုတော့ဘာမှမပြောရှင်တစ်ခေါက်ကတည်းဆိုင်တော့နည်းနည်းပိန်သွားတာပေါ့ဟာကျမကြီးလည်းကြည့်ဆိုင်အောင်နော်အဲ့ချိန်စားချိန်မှောင်တဲ့နေအောင်ပီတီမင်းနဲ့ကျွန်တော်ကထက်လောင်းကြီးမှမိပြန်သည်အမှန်တကယ်စိုးရင်ကြီးလည်းဖြစ်သည်ရွတ်တွတ်ပီတီရှိလာတော့သူမစိတ်ကိုလည်းတည်၍မိမိကျမကြီးတဲ့ဘယ်ရာကမှအရေးမကြီးလာကြောင်းပြောပြနေမိသည်တကယ်တော့ဘီချောင်းမင်းရေခင်းကစားပြနေသူတို့ဖြစ်၏သူမသည်ကျွန်တော်ထက်ပိုစဉ်းစားတတ်သောအမျိုးသမီးသာဖြစ်ပြီးထို့သောစဉ်းစားတွေ့သာကျွန်တော်နှစ်ယောက်တတင်ကားသာချစ်သူကြီးစားဖြစ်ခဲ့ရ၍သူမနှစ်ရှည်တွေ့လိုက်သူမှာကျွန်တော်မဟုတ်ရခြင်းဖြစ်လေသို့သောကျွန်တော်တို့နှစ်ယောက်သည်တယောက်စိတ်တည်းတယောက်ကရှိနေသည်မှာတတိထားမိနေခြင်းကြောင့်သို့မဟုတ်မမြင်နိုင်သောဆွဲငင်ညှို့အားတစ်ခုကြောင့်တယောက်နှတယောက်ရှိနေရလျင်ပျော်ကရှီမောနေခြင်းဖြစ်ပေလိမ့်မည်ဆိုင်ဒီဆိုင်သချင်းရလို့အချစ်ဆိုတာလှုပ်ဝက်ချက်တစ်ခုပါမဟုတ်ပါလားမကြမီဂုံတိတ်ဘော်ကသူမတော်နေရအင်ကြီးတအိမ်ရှိသူရောက်လာသည်သူမတော်ကလက်ထဲမှဆွဲတော်ကပ်များခန်းကောင်တပြေကပ်များကင်ကအိမ်ထဲမှထွက်လာ၏သူမကြိုတင်ဖုံးဆက်ထားခြင်းဖြစ်ပေလိမ့်မည်ကျွန်တော်ကတော့ဥဝေဘမမစိမ့်ထိုင်လျက်ငုတ်တုတ်လေးဖြစ်ကမျက်နှာလည်းပူသည်သူမနဲ့တွဲမမြင်ဘူးသောတစိမ့်တယောက်ဖြစ်၍တောမီတောင်မီမီးနေမှဒုက္ခတရာကြီးကဥဝေဘမအပြေးလေးဆင်းသွားသည်တခွန်းစားနှခွန်းစားပြောကြပြီးနောက်ဥဝေဘောသူပြန်ရောက်လာသည်ကျွန်တော်ကသာတောင်လေးမြောက်လေးဖြစ်နေတော့လေသူမအတော်ကတော့ခက်တီတီဖြစ်အိမ်လေးပြောင်းဝင်သွားသည်ထို့နောက်ဥဝေကားလေးကဖះသို့သွားရန်ကားလမ်းမကြီးပေါ်ခေါင်းတင်လိုက်တော့သည်သူမလက်ထဲတနစ်တပူဖြစ်နေသောဆွေတော်ခက်ကြီးများကိုကျွန်တော်ကလက်လွှဲယူသည်သူမကတဖန်တဝက်ပြန်ခွဲယူ၍တမျိုးကိုခုနှစ်ခက်စီပြန်ချိုးဖဲ့နေလေပူနေသောအခက်လက်များကိုလမ်းဘေးသို့ပြစ်ချခဲ့လေ။အော်ဖះသွားကြောင်းတက်ဆိုတာဒါမျိုးပါလားဟုကျွန်တော်စိတ်ထဲကြိတ်ပြီးပြုံးနေမိသည်မထန်နိုင်ဘူးတတိုင်းရေရသလောက်ကူတူကတော့ငါစိတ်ထဲမနှောခွေစာနဲ့ပြုံးပြုံးကြီးယူရပေးအောင်မယ်ငါပြောပြရင်နေုံမှမဟုတ်လို့မပြောတော့ပါဘူးဒါပေမဲ့စိတ်ရတကယ်ကြည်နူးမိတာအမှားမှာကွာဒါလေကျွန်တော်စိတ်ထဲကသူမှမကြားနိုင်တော့စကားများသာဖြစ်သည်မြို့ဤလမ်းမများကကျွတ်တွကျတဲ့ဖြစ်ကလူထူသောနေရာထူ၍ရှင်းသောနေရာလေးအတော်လေးရှင်းသည်ဝေးပြီးဟောင်းလမ်းထိပ်မှမြို့ထဲသွားရဖြစ်သောရန်ကုန်မန္တလေးလမ်းမကြီးတိုင်းမောင်းလာခဲ့ကြရာရထားလမ်းပေါ်မှဖြတ်ဆောက်ထားသောဂုံးပေါ်တထားထိုမှတစ်ဆင့်ချောင်းကိုဖျက်၍ဆောက်ထားသောတရားတို့ကိုဖျက်ကနိုင်စီသို့ရောက်လာခဲ့သည်နိုင်စီညဘက်လမ်းတိုင်းမောင်းလာခဲ့ရာဇီရီလူစီကားရာအနောက်ဘက်မဟုတ်ပဲတောင်ဘက်မသို့ရောက်လာခဲ့သည်ဘာလို့တောင်ဘက်ကိုလာတာလဲဟုကျွန်တော်မေးကြည့်တော့သူမထုံးစံတိုင်းမျက်စောင်းထိုးသည်ထို့နောက်ငါပဲအာညောင်းကန်ရှင်းပြတော့မယ်ဆိုတော့အမူအရာမျိုးဖြစ်ရေရာထဲတွင်ထည့်ချရမည့်ပစ္စည်းများမှာတကုံကုတ်ကများလည်းပါကြောင်းဖျောင်းနိုင်တက်စီသည်လည်းဝေရအုံမီဖြစ်ကြောင်းနှင်းစီပန်းတက်စီသည်လည်းဝေရအုံမီဖြစ်ကြောင်းရှင်းပြလေသည်သို့သောမိမိတို့ကံကောင်းသောအချက်မှာတောင်ဘက်မို့ရှိပန်းဆိုင်တွင်
ထိုပစ္စည်းများစုံလင်စွာရှိကြောင်းပထမနှစ်ကြိမ်တုန်းကလည်းထိုဆိုင်ရပင်ဝယ်သားခဲ့ကြောင်းဝယ်ရသည်မှာလည်းအဆင်ပြေကြောင်းပူပူတသားလေးရှင်းပြနေပြန်၏ရှင်းပြပြီးနောက်မောသွားသည့်အမူအရာမျိုးဖြစ်နေရာလေးတိတ်ဆက်စုတာပဲ။အော်အေးလီငါလည်းငါပဲသူမဆိုတိတ်ပတ်သက်ချင်တာကိုဥဝင်မောင်တော့ကျွန်တော်တပည့်လေးကကျွမ်းကျင်စွာဖြင့်ပါကင်လှလှလေးထိုးလိုက်သည်တပည့်ဟုသာကျွန်တော်ကအားထက်ခေါ်ရတော့လဲသူ့လက်သီးတစ်စုပ်ကကျွန်တော်မျက်နှာတစ်ခုလောက်လေးနီးရှိသည်ဘလိုပဲဖြစ်ဖြစ်အခုတော့သူ့အိုးဝီလေးအော်တော်လိုက်စီတာနှစ်ခေါက်ရှိသွားပြီပဲအနည်းဆုံးတော့9000ကိုကရှင်းရမှာလीနောင်လဲသူမနဲ့သွားကျင်လာခြင်းလဲခြင်းပတ်ချင်နေသမျှဒီကောင်လေးမှခေါ်ရအောင်မဖြစ်၍ကျွန်တော်စိတ်ထဲတော့တပည့်လေးဖြစ်ကောက်ယူသတ်မှတ်လိုက်သည်ကယ်ရီသမားနဲ့ပူရင်းနေလည်းရင်ကိုယ့်ကိုဆော့ပေးရတာမျိုးအချိန်မီကောက်ကငင်ခေါ်လိုက်တာမျိုးအားမလန်လုပ်လို့ရသည်မဟုတ်ပါလားဤသို့ဖြင့်ဖះတောင်ပန်းမိုးသို့ရောက်တော့အခါမနက်9:00ခန့်ရှိနေပြီဖြစ်သည်အိုးရီသမားလေးကိုစောင့်မလားဖုံးဆက်ခေါ်လိုက်ရမလားဆိုတော့စောင့်မယ်တဲ့ကျွန်တော်တို့ကလည်းတနင်္လာတသားပဲကြာမှာပါလေကိစ္စတော့မရှိဒီကြားတဲ့တရိုင်ကခဏစောင့်လိုက်လေမကြပါဘူးသူကငါတို့လက်ကြိုမှာလားငါတို့သူ့စောင့်နေရမှာလားဆိုတော့စကားများကိုအိုးရီသမားကြားနိုင်တော်လေးတံမျိုးဖြစ်ကျွန်တော်ခက်ကြက်ကြက်လေးမီးနေပြန်သည်သူမ၏ပုံမွေလင်းလင်းပြောတတ်သောဝတီတိုင်းသာပြောလိုက်ခြင်းဖြစ်တော်လေသူမလေတံကတိုက်မီနေရလားမိတ်ပေးနေရလားကျွန်တော်မူဝေခဲ့တဲ့ကျွန်တော်ကတော့တူတူပြောရင်မျက်နှာမူရမျိုးမျိုးလုံးပြနေရသည်တော့ကြအိုးရီငါခေါ်လိုက်သူကကျွန်တော်ဘယ်ကိုလိုက်ဖို့ပြပါဘယ်ကိုလိုက်ချိုးပါဟုကျွန်တော်ကမပြောဘဲမဆိုင်သည့်ဒဇင်းတယောက်ကဝင်ပြောနေသည်ဟုအိုးရီသမားမြင်နေရင်အချင်းကြီးကမကောင်းနိုင်ဝင်ပြောနေသူကလည်းအသက်မတိမ်မီးမရွှဲခက်ဆော့ဆော့မင်းကလေးတူဆရာဝင်လုံးတက်သောမင်းကလေးတယောက်၏စကားကိုမနာခံယူလိုသောယောက်ျားလေးမျိုးသည်ထိုအိုးရီသမားသာဖြစ်နေလျင်ခြေနေကလှမှသိလားသူတို့နှစ်ယောက်ကြားဖိုးတစ်လေးရှိလာနိုင်သည်ပြီးတော့သူမတို့လည်းပုံရိပ်ထိခိုက်နိုင်သည်ဥဝေပေါ်မှာစင်ကပန်းဆိုင်ထဲသို့ဝင်လာခဲ့ပြီးနောက်လိုအပ်သောပစ္စည်းများကိုသူမကစိတ်ဆက်သေးချစွာဝယ်ယူနေသည်သူမလက်တဲ့ပစ္စည်းများရှုပ်နေပြီဆို၍ကျွန်တော်အားလုံးကိုလက်လွှဲယူသည်များမကြာမီအနီအောင်နှင်းစီပွင့်28ပွင့်တကွန်ကုတ်က28လက်အစသည်တို့ကကျွန်တော်လက်ထဲပြည့်သိပ်ကျစွာနေရာယူထားလိုက်တော့သည်သူမ၏တထွာကပတ်စံအိတ်ကိုလည်းကျွန်တော်ကကင်ထားပေးသည်ဒီလိုမျိုးစိတ်ကူးထားသည်မှာနှစ်ပေါင်းပရိစီတာကြာလောက်ပြီမဟုတ်ပါလားနှစ်ယောက်သားဖျားသောကြောင်းတက်လက်ချင်းချိတ်ရင်းချင်းအပ်သူမနဲ့ကျွန်တော်တကယ်ချစ်သူတွေဖြစ်သွားခဲ့ရင်ယခုလိုပဲသူမပစ္စည်းများကိုကျွန်တော်ကကင်ထားပေးမည်ပြီးနောက်သူမပတ်စံအိတ်လေးကိုလည်းကျွန်တော်တရားဝင်ကင်ဆောင်ခွင့်ရမည်ထိုကင်ဆောင်ခွင့်ရတာသူသည်သူမ၏တရားဝင်ရည်သားလေးပဲဖြစ်ပေလိမ့်မည်ဟုကျွန်တော်ထင်သည်ကျွန်တော်ဆိုရင်လည်းကျွန်တော်ပတ်စံအိတ်ကိုသူမလက်ထဲထည့်ထားလိုက်မိမှာအေကံမှုချတကယ်လေးထည့်ထားခဲ့ပြီဘူးသည်ကျွန်တော်မစိုးဘူးလင်မမြဲခဏခဏပြင်ဝင်ရသည်ထိုအခါမျိုးမှာကျွန်တော်လက်ထဲမှာဖုံးတဲ့ပတ်စံအိတ်သည်ကျွန်တော်အမိုးဆုံးအရာဝတ္ထုများဖြစ်လာတော့သည်ထို့ကြောင့်ပျောက်ဆုံးပြုတ်ကြမသွားစေရန်သူမလွယ်သောအိတ်လေးထဲထည့်ထားလိုက်သည်တာကျွန်တော်၏ချစ်ချင်းမြတ်တာတရားအတိတ်နဲ့ကိုကျွန်တော်နားလေသလိုလေးဖော်ပြခြင်းဖြစ်သည်သူမတော့မြင်နိုင်ပြီလားကြားနိုင်ပြီလားမသိကြရှင်နာစွာဆိုရလျင်ကျွန်တော်အတွေ့အကြုံတွင်စိတ်ကူးထားခဲ့သည်သူမနှင့်ပတ်သက်သောကြည်နူးစရာပုံရိပ်များကိုသူမမသိအောင်ကျွန်တော်တကူဒီကြည့်ပြီးဖန်တီးယူမိနေလေပြီမနက်ခင်းနေရောက်ကြီးနွေးနွေးကကျွန်တော်နှစ်ယောက်လုံးပေါ်ဖြန့်ကျက်ထားသည်မနက်ခင်းပိုင်းမို့ရာသီဥတုကခက်နွေးနွေးလေးရှိသည်လူတွေကလည်းဥဒဟိုအပြည့်သွားလာလှုပ်ရှားလျက်ဝေစာရှိတာဝယ်ချမ်းပြီးတော့အခါစီးလာတော့ကျွန်တော်တို့၏ဖနက်များကိုပန်းဆိုင်နဲ့ခက်တအနှံ့ထားခဲ့ကြသည်ကျွန်တော်ဖနက်ကဂတိပအနီအောင်သူမဖနက်ကဂတိပအပြည့်အောင်လေးဖြစ်ကကျွန်တော်တို့နှစ်ဦး၏ဖနက်များသည်လည်းပူးတွဲကက်လျက်ဩလူတော်ပူးတွဲကက်တာမဟုတ်ဖနက်တော်ပူးတွဲကက်နေပါလားကိုချစ်ရသူနဲ့ဖျားတူတူဖူးရသည်မှာဤချင်းဒီပထမဦးဆုံးဟန်မပြတ်စကားပြောနေကြတော့လေကျွန်တော်၏ခြေလမ်းမြတ်ကရှိုင်းတဲ့နိုင်နဲ့ခြေလမ်းမမှန်ခြင်းဝတ်ထားသောပစိုးစာကိုခြေထောက်အဖျားနဲ့မကြခဏခတ်မိနေသည်သူမကိုကြည့်ရတော့ကျွန်တော်မျက်ဝန်းမှာအကြည်တက်များကိုကျွန်တော်ကိုယ်တိုင်အံ့ဩမိသည်ကိုချစ်ရသူလေးကိုလမ်းလျှောက်တာလေးအစမတော်တဆအန်တယ်မဖြစ်စေခြင်းကိုတမင်းကိုစားပြီးသူများသားသမီးကိုချစ်ရဒုက္ခကလေးတည်မသေးလာပါလားဒါတော့သူမအသက်က28နှစ်မို့တော်ပါသေးရဲ့18နှစ်အရွယ်အပြူပြန်လေးသာဆိုရင်ကျွန်တော်ဆိုသည့်တော့ဘလူများဖြစ်လိမ့်မည်မသိတနင်္လာနေ့သမီးဖြစ်သောသူမကတနင်္လာတောက်ကိုရှာကရေရချင်းမိအမှုကိုပြုသည်နဂင်းစောပိုင်းချိန်ဖြစ်သောကြောင့်အနှဲငယ်လှူရှင်းသည်သူမလက်ထဲမှာပန်းများအရွက်များကိုကျွန်တော်ကယူကပန်းဝဲထဲထည့်ဆိုင်ပြီးကပ်ပေးရသည်တကွန်ကုတ်ကားများကိုတော့သူမကိုယ်တိုင်ကပ်သည်ထို့နောက်မိုးလုံးကြီးပေါ်ထည့်ထားသောဘူးလေးကိုအဖုံးဖွင့်လိုက်ပြီးရုပ်ပွားတော့အဆူရှိအုပ်ပုံလေးပေါ်တွင်နေရာချသည်အကျန်းစီတွေပေါ်အောင်မိုးလုံးကြီးပေါ်နှင့်ရေရချင်းချင်းဖြစ်မိထင်သည်ထို့နောက်အိတ်ထဲမှတစ်ခါသောပလတ်စတစ်ခွက်28ခွက်ကိုထုတ်ကာတန်းစီပြီးနေရာချပြန်သည်တောက်တော်ကြီးကက်ရန်ဖြစ်သည်တောက်တော်ကြီးထက်ကက်ရန်ရေရဒီနားမှာမရှိခလန်လန်းတွေရှိသောခရီးပင်ကြီးအောက်တွင်ရေအိုးလူကိုတွေ့ရသောကြောင့်ကျွန်တော်ရေတံမှုအခုံကိုလှမ်းယူသည်ထို့နောက်ခြေလန်းကြဲကြဲလန်းကတောက်ခတ်ပေးရတော့၏
တစ်ခေါက်တည်းနဲ့မရရင်၃ခေါက်အသွားပြန်လို့ကရေကျိုးကုသိုလ်ပြုရပြန်သည်သူမကကျွန်တော်ခတ်ပြီးသောရေတန့်ဘူးကိုအသုံးပြု၍တန်းစီချထားသောခွက်များတန်းတဝက်စီအညီများထဲသည်ပြီးနောက်တေကွင်းနှင့်တင်းတင်းဘက်ကလဲတွင်လောင်ကျွမ်းအားကောင်းစေရန်တစ်သားကြောင့်၃-၄ကြောင့်ထည့်၍စီးထားသောဖျောင်းနိုင်28တိုင်ကိုထောင်ကားမင်းညှိလိုက်သည်အားလုံးစင်သည်ဖြစ်ပြီးသောအခါသူမနှင့်ကျွန်တော်ဖျားရှိခိုးကြသည်ကျွန်တော်ကဖျားရှိခိုးပြီးသောအခါသူမဘေးနားထိုင်၍သူမကိုသာငင်းကြည့်နေလိုက်သည်ဟုတ်တယ်လီဒီကောင်းကြီးလို့ကသူမကိုငင်းကြည့်ဖို့မဟုတ်ပါလားကိုချစ်ရတဲ့လူကိုစိတ်အေးလက်အေးတတောက်တတနဲ့ငေးကြည့်ခွင့်ရဖို့ဆိုတာလွယ်တာမှတ်လို့အထူးသဖြင့်သူမလိုစွာတီးလံမင်းကလေးမျိုးဆိုပွေလို့တော့မလွယ်သေးသူမတော့ဖျားရှိခိုးပြီးနောက်ဖုန်းထဲမှာပိတ်တရားတော်ကိုဖွင့်ဘက်ကပေးရရွသည်ထို့နောက်ပရိ၅မိနစ်ခန့်စိတ်သည်စီဒီတော်မှညောင်ရက်ပုံစံကျွရွက်ကလေးနှင့်ကြီးခေါင်းလုံးတန်လေးများကတချွင်ချွင်ဖြာကျနေသောနေကြီးကခက်နွေးနွေးလေးတိုက်ခတ်နေသောလေပြေလေးကလေးနုအေးကျွန်တော်ရှိမှာကမျက်လုံးစုံမိဖျားအာယုံပြုနေသောကျွန်တော်၏အကြည့်တဲ့လေးဤခိုက်တဲ့ဤမနက်ခင်းမှာပင်ကျွန်တော်ဘဝ၏ပြီးပြည့်စုံသောအမှတ်တရလေးကိုအမိရဖမ်းဆုပ်ကာမိခဲ့သည်စိတ်နှလုံးချမ်းမြေ့ကြည်နူးမှုကိုအပြည့်အဝရခဲ့ရထင်ကျွန်တော်၏စိတ်တို့ကငြိမ်းချမ်းနေသည်နောင်များမဆုံခဲ့ကြလျင်ဤခံစားမှုရတာလေးကိုပြန်လည်လွှမ်းဆွမိုံများဖြင့်နှလုံးသားလေးနှွေးသွားမိထင်သည်ထူးတွေတော့ကြိုးစားရမည်မထင်ပါကျွန်တော်၏နက်နေကိုင်းလေးဖြစ်သောသူမသည်ကျွန်တော်၏ဘေဘက်ရှင်အောင်အထက်ပိုင်းတွင်ထာဝစဉ်တည်ရှိနေသောကြောင့်ပေတည်